မိုးတဲထဲမှာပဲလူတစ်ယောက်ကထောင်ထဲကနေခုနှစ်ကြာပြီးနောက်အသားလေးလျှောက်ထွက်လာခဲ့ပါတယ်သူကတော့လောင်းကစားလောကရဲ့ပါရမီရှင်တဦးဖြစ်တဲ့ Jake Green မှာဂိုင်းကောင်းဆောင်ဒေါ်ရတီမာချူရဲ့အကွက်ကြကြံစီမှုတွေကြောင့်ထောင်ဒဏ်ကျခဲ့ရသူပေါ်ထောင်မှုကိုယ်တိုင်လိုက်ပို့လို့ဒီနေ့မှာပဲသူလွတ်မြောက်လာခဲ့ပါပြီ Jake တယောက်ထောင်ပြင်ပကအေးဆက်ဆက်လေးကိုရှူလိုက်တဲ့အခိုက်အတန့်မှာပဲဂိမ်းတိုင်းမှာအမြဲတမ်းကြိုးကင်သူရဲ့လိန်ညာခံရသူရဲ့ဆိုပြီးရှိနေတတ်တယ်ဆိုတာကိုသူနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်ဒီတစ်ခါတော့ Jake ကတားကောင်ဖြစ်အသက်ရှင်တော့မှာမဟုတ်ပါဘူးသူရဲ့ဘဝကိုငရဲရောက်အောင်တွန်းပို့ခဲ့တဲ့သူတွေအပေါ်လက်စားချေဖို့ခရီးကိုသူစတင်ခဲ့ပါတယ်တစ်ဖက်မှာတော့ခန္ဓာတောက်ပတဲ့စိန်ခံကာစီနိုရဲ့မိအောင်တွေအောက်မှာလောင်းကစားမာဖီးယားခိုင်းကောင်းဆောင်ဒေါ်ရတီမာချူနဲ့သူ့ရဲ့လက်ထောက်ဖြစ်သူတွေးရတဲ့ပေါ်တို့ကဧည့်သည်တွေဝင်လိုက်ထွက်လိုက်နဲ့တင်းမာနေတဲ့အခြေအနေကိုအတန်တိတ်စောင့်ကြည့်နေကြပါတယ်တစ်ချိန်တည်းမှာပဲမြို့တစ်ဖက်ချမ်းမှာတော့ Jake နဲ့သူ့အဖွဲ့သားတွေကထွက်ခွာဖို့ပြင်ဆင်နေကြပါပြီကားပေါ်မှာ Jake ရဲ့ညီဖြစ်သူဘီလီကသူတို့ဒီတစ်ခေါက်လာတာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဟုတ်ရဲ့လားဆိုပြီးအဆက်မပြတ်တန်တရားဝင်နေပါတယ်ဒါပေမဲ့ Jake ကတော့ပေးဆက်ရမယ့်ကြွေးမြီတွေရှိတယ်လို့ပဲပြန်ဖြေပါတယ် Jake ရဲ့မရေမရအဓိပ္ပာယ်ပါတဲ့စကားတွေကြောင့်အားလုံးတိတ်ဆိတ်သွားကြပါတယ်တိတ်မကြခင်မှာပဲကားကယင်းနီးပြီးသားအဆောက်အုံတစ်ခုဖြစ်တဲ့မြို့ထဲကအကြီးဆုံးကာစီနိုရှိမှရပ်သွားခဲ့ပါတယ်မဆိုင်မတွပဲအဖွဲ့သားတွေအားလုံးဆင်းလာခဲ့ကြပါတယ်သူတို့ရဲ့ကံကြမ္မာကသူတို့ရဲ့ရန်သူဟောင်းဒေါ်ရတီနဲ့သူ့လက်ပါစီတွေနဲ့ယင်းဆိုင်ဖို့အတွက်ပြန်ခေါ်လာခဲ့တယ်ဆိုတာကိုသူတို့မသိခဲ့ကြပါဘူးကာစီနိုဝန်ထမ်းတွေက Jake ကိုအလင်းအမြန်မှတ်မိသွားပြီးသူ့ကို၎င်းသူ့အဖွဲ့ကို၎င်းချက်ချင်းပဲအပေါ်ဆုံးထပ်ကိုခေါ်သွားခဲ့ပါတယ်တက်လီကတကားတွေပွင့်လာတော့ Jake တယောက်ရုတ်တရက်တောင်းကနေဖြစ်သွားခဲ့ပါတယ်သူ့မျက်လုံးတွေထဲမှာတုပ်ဆိုင်မှုအရေးရောင်လေးဖြစ်ပြေးသွားခဲ့တာကတော့ထောင်ထဲမှာပိတ်လောင်ခံရတဲ့နေရာကိုကြောက်တတ်တဲ့စိတ်တူမှမတော်တဆကြီးထွားလာခဲ့လို့ပါပဲဒါပေမဲ့ Jake ကသူ့ရဲ့ကြောက်စိတ်ကိုဖြေဖျောက်ပြီးတက်လာဒီကားလေးကိုပြက်တဝင်သွားခဲ့ပါတယ်။ဓာတ်လီကားကအပေါ်ဆုံးထပ်မှာရက်သွားခဲ့ပါတယ်။ဒါပေမဲ့ကာစီနိုဝန်ထမ်းတွေကတော့2ယောက်ပဲဆက်သွားခွင့်ပြုတယ်လို့ကြေညာလိုက်ပါတယ်။ဒါကြောင့် Jake နဲ့ Billy တို့2ယောက်တည်းပဲအတွင်းဘက်ကိုဆက်သွားခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲ Jake တယောက်ရင်းနှီးသူဟောင်းတဦးနဲ့ဆုံခဲ့ရပါတယ်။တစ်ချိန်တုန်းကဒီအသက်ရှင်တန်ရေးဂိမ်းထဲမှာသူ့ဘဝပြတ်တော့မယ်လို့ Jake ယူဆခဲ့တဲ့သူပေါ်ထောင်ကနေလွတ်လာပြီးခိုင်မာရက်တည်နေနိုင်သေးတဲ့ Jake ကိုမြင်တော့နောက်တစ်ယောက်ကအံ့ဩတုန်လှုပ်သွားပုံရပါတယ်။ထောင်ထဲမှာသူက Jake ကိုဘာကိစ္စနဲ့ရောက်လာတာလဲလို့မေးခဲ့ပေမဲ့ Jake ကတော့မဖြေခဲ့ပါဘူး။အစားထိုးအနေနဲ့သူကထိုးလူထွက်သွားတဲ့ဗလာနေရာမှာပဲတက်ထိုင်လိုက်ပြီးဒေါ်ရတီနဲ့ငြိမ်လေးရင်ဆိုင်လိုက်ပါတယ်။ Jake ကတမင်တကာရှုံးနေပြပြီးအားနဲ့ဟန်ဆောင်ခဲ့တာကြောင့်ထိုလူကိုပေါ့ဆသွားစေခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲ Jake ကဒေါ်ရတီကိုမမျှော်လင့်ပဲလှည့်စားလိုက်ရာခိုင်းကောင်းဆောင်ကငွေသားဒေါ်လာတန်ပေါင်းများစွာရှုံးနေသွားခဲ့တာကြောင့်ဒေါ်ရတီတယောက်အကြီးအကျယ်ဒေါသထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဘာမှလုပ်လို့မရခဲ့ပါဘူး။အဲ့ဒီနောက် Jake နဲ့ Billy တို့ကပတ်စံတွေကိုသူတို့ရဲ့အိတ်တွေထဲထည့်ပြီးပေါ့ပပထွက်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကသူ့စီလာပြီးနာမည်ကပ်ပြားတစ်ခုလာပေးပါတယ်။ Jake ကအန်ရရှိနေပြီးသူကူညီပေးနိုင်ကြောင်းပြောခဲ့ပါတယ်။ Jake ကသူဘယ်သူလဲဆိုတာတွေးနေရင်လေကားကနေဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာပဲရုတ်တရက်နာကျင်မှုတစ်ခုဖြစ်ပေါ်လာတာကြောင့် Jake တယောက်လေကားတစ်ထစ်ချင်းစီကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ပြီးတကိုယ်လုံးလဲကျသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဒေါ်ရတီကတော့ Jake ရဲ့လူအများရှိအဆက်ခွဲမှုကိုဒေါသတကြီးနဲ့မကြေမနက်ဖြစ်နေတော့မှပဲသူကပေါ်မှာဒေါသတွေပုံချလိုက်ပြီးတိတ်အဖွဲ့ကိုလူစုလူဝေးနဲ့လိုက်လံရှာဖွေဖို့ချက်ချင်းပဲအမိတ်ပေးခဲ့ပါတယ်။ဘသူမှတိတိတတ်တာမလုပ်ကြဘူးတေချာစေချင်တာကြောင့်ပါပဲ။ဂိုင်းကောင်းဆောင်ကတွေးအေးပြီးလှုပ်ဝက်တက်တဲ့လူသက်သမားစော်တာကိုအကူအညီတောင်းခဲ့ပါတယ်။Jake ရုတ်တရက်လဲကျသွားပြီးအရေးပေါ်သွေးစစ်ဆေးမှုတွေလုပ်ပြီးနောက်ဆေးရုံကိုပို့ဆောင်ခံခဲ့ရချိန်မှာသူကအသက်အန္တရာယ်မစိုးရိမ်ရတာကံကောင်းခဲ့ပါတယ်။လင်းမြန်စွာပြန်လဲကောင်းမွန်လာတာကြောင့်Jake တယောက်ဆေးရုံကနေမကြခင်ဆင်းနိုင်ခဲ့ပြီးနောက်ထပ်ဂိမ်းအတွက်ပြင်ဆင်ဖို့ပြန်ရောက်လာခဲ့ပါတယ်ဆေးရုံကနေဆင်းပြီးနောက် Jake က Billy မပါဘဲတက်တော်ဆောင်2ယောက်နဲ့အတူအိမ်ပြန်လာခဲ့ပါတယ်တစုံတစ်ယောက်ကသူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူးတကားရှိကစာရွက်တရွက်ကိုကောက်ယူဖို့သူကုန်းလိုက်ချိန်မှာပဲအဝေးကနေကြည်စံတွေမိုးရွာသလိုကျလာခဲ့တာကြောင့်သူ့နောက်ကလိုက်လာတဲ့တက်တော်ဆောင်2ယောက်ဟာ Rifle တနက်ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဖြစ်စီအားကြောင့်လဲကျသွားခဲ့ကြပါတယ်တေချင်းတရားကနီးကပ်လာပြီလို့ထင်ရတဲ့အချိန်မှာပဲအဲ့ဒီခိုက်တက်မှာပဲကာစီနိုမှာပေါ့လာခဲ့တဲ့လှုပ်ဝက်ဆန်းကျဲတဲ့လူကရုတ်တရက်ပြေးထွက်လာပြီးတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်ပြီးတော့လူသက်သမားကိုတိုက်ထုတ်ပြီး Jake ကိုအချိန်မီကယ်တင်ခဲ့ပါတယ်လူသက်သမားကတော့ဂိုင်းကောင်းဆောင်နဲ့ပေါ်တို့က Jake ကိုရှင်းပစ်ဖို့ငှားရမ်းထားတဲ့စနိုက်ပါသမားတဦးပါစော်ရာမအောင်မြင်ကြောင်းသတင်းရတဲ့အခါပေါ်ကချက်ချင်းပဲသူ့ရဲ့တထေးကိုအကြောင်းကြားခဲ့တာကြောင့်သူကအကြီးအကျယ်ဒေါသထွက်ပြီး professional လူသက်သမားတဦးကပြစ်မှတ်ကိုမထိတာကိုမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်လူသက်ရန်ကြံစည်မှုမအောင်မြင်ပြဒီနောက် Jake ကိုလှုပ်ဝက်ဆန်းကျဲတဲ့လူကဘားတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ကို AB နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဇက်ရဲ့ခိုင်းကလှုပ်ဝက်ဆန်းကျဲတဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ဒီလူကသူနဲ့ဇက်တို့ဟာ Jake ရဲ့ကျန်းမာရေးစစ်ဆေးမှုရလဒ်တွေကိုလှုပ်ဝက်ရယူခဲ့ပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအန္တရာယ်များတဲ့သွေးကင်ဆာရောဂါကတိုက်ခိုက်နေတာကြောင့်သူက3ရက်တာအသက်ရှင်နိုင်တော့မယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ Jake ကဆေးမှတ်တမ်းတွေကိုတိတ်တဆိတ်စောင့်ကြည့်နေချိန်မှာ AB ကတော့သူတို့က Jake မတည်ဆုံးခင်သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ကူညီပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဘာအရာမှအလကားရတာမဟုတ်ပါဘူး။အကယ်၍သူကအကူအညီပို့လို့ချင်းရင်သူတို့ရဲ့အခြေအနေနှစ်ခုကိုလက်ခံရမယ်လို့ဆိုပါတယ်။တစ်ခုကကာစီနိုမှာသူအခုလေးတင်ရခဲ့တဲ့ပတ်စံအားလုံးကိုလွှဲပြောင်းပေးဖို့နဲ့နောက်တစ်ခုကဇက်တို့ AI ရဲ့အမိန့်အားလုံးကိုမေးခွန်းမထုတ်ပဲလုံးဝနာခံဖို့ပါပဲဒီနှစ်ယောက်ကိုလိမ်လည်သူတွေလို့ယူဆပြီးသူကထွက်သွားခဲ့ပါဒါပေမဲ့တခါတလေ Jake ကသူ့ခန္ဓာကိုယ်ကထူးဆန်းတယ်လို့ခံစားရတာမှန်ပါတယ်စဉ်းစားပြီးနောက် Jake ကဆေးရုံကိုချက်ချင်းသွားပြီးအမှန်တရားကိုအတည်ပြုခဲ့ပါတယ်ဒီနေရာမှာပဲဆရာဝန်ကသူ့မှာရှားပါးသွေးရောဂါရှိနေကြောင်းအတည်ပြုခဲ့ပါတယ်သူကမယုံကြည်ပဲဆရာဝန်က AB နဲ့ဇက်ရဲ့ဂိုင်းနဲ့ပူးပေါင်းပြီးသူ့ကိုလိမ်လည်နေတယ်လို့တန်တရားရှိခဲ့ပါတယ် Jake ဒေါသတကြီးနဲ့တနက်ထုတ်ပြီးဆရာဝန်ကိုဖြောင့်တန်းစွာချိန်ရွေးမေးခွန်းထုတ်ခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကတော့အားလုံးကိုညှင်းဆန်ခဲ့ပါတယ်နောက်ဆုံးမှာတော့ Jake ကသူ့
ရဲတော်သားကိုဖိနှိပ်ပြီးတနက်ကိုချလိုက်ခဲ့ပါတယ်ဒါပေမဲ့သူ့နှလုံးသားကတော့တန်တရားတွေနဲ့နီးကပ်လာတဲ့ဒေချင်းတရားရဲ့ကြောက်စိတ်တွေနဲ့ပြည့်နေနေတော့မှပဲနေ့လယ်ပိုင်းမှာဂျိတ်က AB နဲ့ဇက်တို့ကိုပြန်တွေ့ဖို့ပြန်လာခဲ့ပြီးသူတို့နှစ်ယောက်တောင်းဆိုထားတဲ့ငွေကြီးတအိတ်ကိုယူဆောင်လာခဲ့ပါတယ်အစားထိုးအနေနဲ့သူတို့ကဂိုင်းကောင်းဆောင်ဒေါ်ရတီနဲ့သူ့လက်ပါစီတွေကိုလက်စားချေဖို့ကူညီပေးဖို့သဘောတူခဲ့ကြပါတယ် AB ကပတ်စံတွေကိုယူလိုက်ပြီးဒီအချို့ဆုံးသဘောတူညီချက်ကိုဂျိတ်နဲ့အတူချက်ချင်းပဲအတီးပြပူလိုက်ပါတယ်ဇက်ကသူ့ကိုကားတော့တစ်ချောင်းပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖွဲ့သားတွေအားလုံးကျွေးရှင်တအူးကိုတွေ့ဖို့ထွက်ခွာသွားခဲ့ကြပါတယ် AB နဲ့ဇက်တို့ကလည်းတအူးလဲသောငွေတိုးချေးသူတွေဖြစ်နေခဲ့တာကိုတွေ့ရပါတယ်ဒီလူလိမ်နှစ်ယောက်ကဂျိတ်ရဲ့ပတ်စံကိုပဲတခြားသူတွေကိုအတိုးနှုံမြင့်မြင့်နဲ့ချေးငွေပေးဖို့အသုံးပြုခဲ့ကြပါတယ်တွေ့ဆုံရနေရာမှာဂျိတ်ကပတ်စံအိတ်ကိုကျွေးရှင်လက်ထဲကိုကိုယ်တိုင်ပေးရပြီးကြောက်စရာကောင်းတဲ့အတိုးနှုံအကြောင်းတတိပေးခဲ့ရပါတယ်သူ့ရဲ့တာဝန်အသစ်ထဲမှာပထမဆုံးတာဝန်ကိုအောင်မြင်စွာပြီးမြောက်ပြီးနောက်ဂျိတ်ကသူတို့နောက်ကနေတိတ်တဆိတ်လိုက်ပြန်လာခဲ့ပါတယ်အခုတော့သူကဇက်နဲ့ AB ရဲ့လက်ပါစီအဖြစ်တရားဝင်ဖြစ်သွားခဲ့ပါပြီးရသည့်အလိုက်ကစားသမားတဦးကနေဒီနှစ်ယောက်အတွက်ကျွေးစုဆောင်သူတဦးအထိရောက်သွားခဲ့တာပါ AB ကတော့စိတ်ရှည်ဖို့နဲ့သူတို့ကသူ့အတွက်ဒေါ်ရတီအိုကြီးကိုရှင်းပစ်ပေးမယ်လို့ပြောခဲ့ပါတယ်အပြန်လမ်းမှာ AB နဲ့ဇက်တို့ကဒေါ်ရတီရဲ့အထောက်ထားနဲ့သူတို့နှစ်ယောက်ကြားကဆက်ဆက်မှုအကြောင်းကိုဂျိတ်ကိုဆက်စုမေးမြန်းခဲ့ကြပါတယ်ဂျိတ်ကတော့သူကရက်ဆက်ကြမ်းကြုတ်ပြီးတစ္ဆာရှိတဲ့လက်ပါစီတွေနဲ့အတူလှည့်စားတတ်တဲ့မာဖီးယားလောင်းကစားကိုင်းကောင်းဆောင်တဦးဖြစ်တယ်လို့အေးဆက်ဆက်ဖော်ထုတ်ခဲ့ပါတယ်သူကလိန်ညာလက်ဖျားတဲ့လောင်းကစားပွဲတွေနဲ့ကာစီနိုတွေကိုတစ်ချိန်လုံးကလွှမ်းမိုးခဲ့သူပါကျွမ်းကျင်တဲ့လောင်းကစားသမားတွေတောင်မှတဦးပြီးတဦးသူ့ရှိမှကြာရှုံးခဲ့ကြပါတယ်အစပိုင်းမှာတော့ဂျိတ်ကပါဝင်ဖို့ညှင်းဆန်ခဲ့ပေမဲ့မာချူရဲ့လက်ပါစီတွေကဘီလီနဲ့သူ့သမီးကိုချင်းချောက်ပြီးနောက်ဂျိတ်ကအန်ရီများတဲ့ဖိတ်ခေါ်မှုကိုလက်ခံဖို့အတင်းအကျပ်ခံခဲ့ရပါတယ်ဂိမ်းစတင်တဲ့အခါဂျိတ်ကသူ့ရဲ့ပြိုင်ဘက် George ကိုလင်းမြန်စွာအနိုင်ယူခဲ့ပါတယ်ဒါပေမဲ့ရှုံးနိမ့်ပြီးနောက် George ကသူ့အမေကိုစော်ကားခဲ့တာကြောင့်ဂျိတ်ကဒေါသအကြီးအကျယ်ထွက်ပြီးထိမ့်မနိုင်သိမ်းမရဖြစ်ကသူ့ခြေထောက်ကိုတနက်နဲ့ဖြောင်းနှန်းစွာပစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲလောင်းကြီးငွေအားလုံးထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်ဂျိတ်ကိုအပြစ်တင်ခံရပြီးစိတ်ကွယ်ရနေရမှာ2000တန်ကြခံဖို့အတင်းအကျပ်ခံခဲ့ရပါတယ်ဒီဖြစ်ဆိုးကအဲ့ဒီမှာတင်ရက်တက်မသွားခဲ့ပါဘူးဒေါ်ရတီရဲ့လက်ပါစီတွေကသူ့ရဲ့ဆွေမျိုးသားချင်းတွေကိုဆက်လက်ချင်းချောက်ခဲ့ပြီးဂျိတ်ရဲ့ဝမ်းကွဲညီကိုတဦးရဲ့ဇနီးတွေကိုရက်ဆက်စွာတက်ဖြတ်ခံရစေခဲ့ပါတယ်ဒီအချိန်မှာသူကအစကတည်းကလောင်းကစားကိုင်းကောင်းဆောင်ကစီစဉ်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပူပေါင်းကြံစည်မှုရဲ့တစိမ့်တစ်ပိုင်းပဲဆိုတာကိုတဖြည်းဖြည်းနားလည်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဒေါ်ရတီနဲ့ပေါ်တို့ကသူတို့ရဲ့ပါတနာ9ရဲ့နေအိမ်ကိုတွားပြီးပို့ဆောင်ရေးအတွက်အချိန်တိုးမြင့်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်ဒါပေမဲ့အန်အော့စရာကောင်းစွာပဲ9ရဲ့ကိုကြီးလက်ထောက်ဖြစ်သူလီလီဝေါ်ကာနဲ့သူမရဲ့အကူအညီကိုပဲတွေ့ခဲ့ရပါတယ်ဒေါ်ရာတီကသူ့မှာပြဿနာအချို့ကြုံတွေ့ခဲ့ရတာကြောင့်အဖြူရောင်အမှုန့်တွေကိုမပို့ဆောင်နိုင်သေးဘူးလို့ရှင်းပြပြီးဆွဲဆောင်ဖို့ကြိုးစားခဲ့ပေမဲ့လီလီကတော့အေးဆက်ဆက်ညှင်းဆန်ခဲ့ပြီးတခြားသူတွေအများကြီးပူးပေါင်းဆောင်ရွက်ဖို့အခွင့်အရေးကိုစောင့်ဆိုင်းနေတာကြောင့်9ကအချိန်ကြာမစောင့်နိုင်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်ဂျိတ်က AB နဲ့ဇက်တို့ကိုသူတို့ရဲ့သဘောတူညီချက်အရငွားဒီသားအိတ်ကြီးနဲ့အိတ်ကိုယူလာတဲ့အခါမှာထပ်ပြီးတွေ့ဆုံခဲ့ပါတယ်ဂျိတ်ကထောင်ထဲမှာသူနေခဲ့တဲ့ခုနှစ်အကြောင်းစတင်ပြောပြခဲ့ပါတယ်အဲ့ဒီအချိန်တော်တွင်းမှာသူကစစ်တူရင်ဆရာကြီးတဦးနဲ့ပကြီးဆရာကြီးတဦးဆိုတဲ့လူနှစ်ဦးကိုပဲယုံကြည်ပြီးစကားပြောခဲ့ပါတယ်သူတို့သုံးဦးကထောင်ရဲ့မိုဘိုင်းစာကြီးတိုင်းမှာရှိတဲ့စာအုပ်တွေကနေတဆင့်အသိပညာတွေကိုဖလှယ်ခဲ့ကြပြီးအဆောင်တွေရဲ့ထောက်လှမ်းမှုကိုရှောင်ရှားဖို့အတွက်ရှုပ်ထွေးတဲ့ကုတ်တွေကိုအသုံးပြုခဲ့ကြပါတယ်ဒီလိုလုပ်ခဲ့တာကြောင့်ဂျိတ်ကနောင်နာကတ်မှာအကြဒီစားစီမံကိန်းတစ်ခုအတွက်လိုအပ်တဲ့ရှုပ်ထွေးတဲ့စွမ်းရည်တွေနဲ့နီးပြူဟာတွေကိုတင်ယူခဲ့ရပါတယ်။သူ့ရဲ့အခန်းဖော်နှစ်ဦးကသူ့ကိုအမြဲတမ်းပံ့ပိုးပေးမယ်လို့ကတိပြုခဲ့ကြပြီးထောင်ကနေလှုပ်ဝက်စွာထွက်ပြေးခဲ့ကြပြီးခြေရလက်ရမချမ်းခဲ့ခြင်းဖြင့်သူတို့ရဲ့ကတိကိုတက်တည်ပြခဲ့ကြပါတယ်။နှစ်ကြာပြီးနောက်ဂျိတ်လည်းလွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုစောင့်ကြိုနေတာကတော့ထိတ်လန့်စရာပါပဲ။သူ့ရဲ့လှုပ်ဝက်ပတ်စံအားလုံးကိုယူဆောင်သွားခဲ့ပြီးသူ့ရဲ့အတိတ်ကရင်းနှီးတဲ့တငယ်ချင်းနှစ်ဦးကပဲတရားခံတွေဖြစ်နေခဲ့ပါတယ်။သူတို့သုံးဦးကခင်မင်းရင်းနှီးကြတာကြောင့်သူကသူတို့ရဲ့လှုပ်ဝက်ချက်တွေကိုပြောပြခဲ့ပြီးသူ့ပတ်စံတွေဖွက်ထားတဲ့နေရာကိုတောင်ဂျိတ်ကဖော်ထုတ်ခဲ့ဘူးတာပါအဲ့ဒီနှစ်ယောက်ကတော့ဂျိတ်ကိုပို့ပြီးထက်မြက်လာအောင်သင်ခန်းစာတစ်ခုပေးတယ်ဆိုပြီးရန်စားတဲ့စာတစ်စောင်ခြံထားခဲ့ပါတယ်ဇက်ကဂျိတ်ကိုသူ့ရဲ့နောက်ထပ်တာဝန်ကိုပေးခဲ့ပါတယ်ကျွေးရှင်တဦးဖြစ်တဲ့ဆင်းရဲတဲ့အသက်ကြီးအမျိုးသမီးတဦးရဲ့အိမ်ကိုတွားဖို့သူ့ကိုအတင်းကျပ်ခိုင်းခဲ့တာပါဒါပေမဲ့သူရောက်တဲ့အခါဂျိတ်ကသူ့မမကျိုးပဲ့နေတဲ့ TV တစ်လုံးနဲ့ခွေးတူကောင်းပဲရှိတာကိုတွေ့ရှိခဲ့ပါတယ်ဆက်ကကြွေးကြည့်ဖို့အတွက်ခွေးကိုယူခဲ့ဖို့ဖုံးဆက်တိုက်တွန်းခဲ့ပေမဲ့သူကတော့ညှင်းဆန်ခဲ့ပြီးအဖွားကြီးအတွက်ပတ်စံတွေကိုတိတ်တဆိတ်ထားခဲ့ပြီး AV ကိုပေးဆက်ဖို့အသုံးပြုလိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်တိတ်မကြခင်မှာပဲဂျိတ်က Horowitz ရဲ့ရုံးခန်းကိုတွားပြီးပတ်စံချိခဲ့ပါတယ် AV နဲ့ဇက်တို့ကဒေါ်ရတီပိုင်အဖြူရောင်အမုတ်တစ်တာတပူးကိုလူရက်ဖို့အတွက်အစီအစဉ်တစ်ခုကိုတိတ်တဆိတ်စတင်ခဲ့ချိန်မှာဂျိတ်ပြန်လာတဲ့အခါဇက်ကသူ့ရဲ့အလုပ်တိုးတက်မှုအကြောင်းကိုမေးခွန်းထုတ်ခဲ့ပေမဲ့ဂျိတ်ကတော့ဘာမှမရခဲ့ဘူးလို့ပေါ့ပေါ့ပါပြန်ဖြေခဲ့ပါတယ်ဇက်ကဂျိတ်ကကျွေးမစုဆောင်နိုင်ရင်သူကိုယ်တိုင်ပေးဆက်ရလိမ့်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဂျိတ်ကမဆိုင်မတွပဲလက်ခံခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပေါ်ကဂိုင်းကောင်းဆောင်ကိုအဖြူရောင်အမုန့်တူလောင်ယုံကိုဖောက်ထွင်းခံရတဲ့အကြောင်းသတင်းပို့ခဲ့တာကြောင့်သူကဒေါသထွက်ပြီးပေါ်ကိုအားလုံးအတွက်အပြစ်တင်ခဲ့ကဘလို့နီးနဲ့မဆိုရှာဖွေဖို့အမိန့်ပေးခဲ့ပါတယ်။ပေါ်ကဂျွန်ဆိုတဲ့သူတဦးစီကနေအဖြူရောင်အမုန့်တွေကိုပြန်ဝယ်ယူခြင်းဖြင့်ဖြည့်ရှင်းချက်တစ်ခုကိုအဆိုပြုခဲ့ပြီးဒေါ်ရတီကလည်းသဘောတူဖို့ရွေးချယ်စရာမရှိခဲ့ပါဘူး။ပေါ်ကဂျွန်ကိုချက်ချင်းပဲတွားရှာခဲ့ပါတယ်။ဒါပေမဲ့ပေါ်ကအယမ်းမြင်မာတဲ့ဆရာဒီနှုံကိုကန့်လန့်ခဲ့ပေမဲ့ထိုလူကအေးဆက်ဆက်ပြုမှုခဲ့ပါတယ်။ညှိနှိုင်းမှုတွေမအောင်မြင်တဲ့အခါပေါ်ကဂျွန်ရဲ့လက်ပါစီတအူးနဲ့ပူးပေါင်းမှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဒါကိုဂျွန်ကလင်းမြန်စွာတွေ့ရှိခဲ့ပါတယ်။ဂျွန်ကသူ့ကိုမူရစ်ဆေးဝါးရောင်းမှုသဘောတူမှာမဟုတ်ဘူးဆိုတာကိုပေါ်ကကောင်းကောင်းသိတာကြောင့်မာချူရဲ့ယုံကြည်ရတဲ့လက်ပါစီတအူးဖြစ်သူအဲကိုဂျွန်ရဲ့လက်ပါစီကောင်းနဲ့တွေ့ဆုံစေပြီးဟိုတယ်တစ်ခုမှာလှုပ်ဝက်အယောင်းဝယ်တစ်ခုပြုလုပ်ကပတ်စံအမြောက်များနဲ့အဖြူရောင်မှုန့်တွေကို
လဲလှယ်ဖို့တာဝန်ပေးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဂျိတ်က AVZ နဲ့ဒေါ်ရင်းဆိုတဲ့အမျိုးသမီးတဦးတို့နဲ့အတူတန်ရှင်းရေးဝန်ထမ်းတွေအဖြစ်ဟန်ဆောင်ပြီးခေါင်းနဲ့အဲတို့ရဲ့အခန်းတွေကြားမှာရှိတဲ့အခန်းတစ်ခုကနေဟိုတယ်ထဲကိုခိုးဝင်ခဲ့ကြပါတယ်နေရန်ကိုအပေါက်ဖောက်ပြီးမေးစေးတငွေဖြန်းခြင်းဖြင့်သူတို့နှစ်ဖက်စလုံးကိုတတိလစ်သွားစေခဲ့ပါတယ်အဲ့ဒီနောက်လင်မြန်စွာဝင်ရောက်ပြီးအဖြူရောင်မှုအားလုံးကိုယူဆောင်သွားခဲ့ပါတယ်ပတ်စံနဲ့စိန်ခန္ဓာကြီးတွေကိုခိုးယူဖို့မမေ့ပဲလုံခြုံစွာဆုတ်ခွာသွားခဲ့ကြပါတယ်နောက်တနေ့မနက်မှာဂျိတ်ကို AV နဲ့ဇက်တို့က Horowitz ရဲ့ရုံးခန်းကိုကျွေးဆူဆောင်ဖို့ခေါ်သွားချိန်မှာရုတ်တရက် Billy စီကနေဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ Billy ကဂျိတ်ကို AV နဲ့ဇက်တို့နဲ့ဝေးဝေးနေဖို့တတိပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ကအမှန်တကယ်တော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မာဖီးယားဂိုင်းကောင်းဆောင်ကိုရဲ့လက်ပါစီတွေဖြစ်ပြီးသူ့မျက်နှာကိုဘယ်တော့မှမပြဘူးတဲ့လှုပ်ဝက်ဆန်းကျပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဂိုင်းကောင်းဆောင်တဦးဖြစ်လို့ပါပဲဂျိတ်ကတိတ်ဆိတ်စွာနားထောင်လိုက်ပြီး Horowitz ရဲ့ရုံးခန်းထဲကိုအလင်းမြန်ဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကဇက်ကတနက်ကိုအေးဆက်ဆက်ချိန်ရွယ်ပြီးလူတစ်ယောက်ကိုပြစ်တက်လိုက်တာကိုမြင်လိုက်ရပါတယ်ပြီးတော့ဂျိတ်ကိုပတ်စံညှိယူဖို့အတွက်ဝန်ထမ်းတအုပ်ကိုပြစ်တက်ဖို့အမိန့်ပေးခဲ့ပါတယ်။အနှဲငယ်ဒဏ်ရာရယုံလောက်ပဲလုပ်ဖို့စိတ်ချယုံကြည်ရပေမဲ့ဂျိတ်ကတော့ငြင်းဆန်ခဲ့ပါတယ်။ AB ကချင်းကပ်ပြီးသူ့ကိုအတင်းအကျပ်လုပ်ခိုင်းတဲ့အခါဂျိတ်ကသူ့တနက်ကိုရုတ်တရက်သူ့စီချိန်ရွယ်လိုက်ပေမဲ့သူ့တနက်မှာကြီးမရှိဘူးဆိုတာကိုတွေ့ပြီးခဲ့ပါတယ် AB ကတကယ်လက်နက်ကိုကိုင်ဆောင်ထားချိန်မှာပဲသူ့ကိုပြည့်ရဆင်ခဲ့တယ်ဆိုတာကိုနားလည်သွားပြီးဂျိတ်ကသူ့သမီးကိုစိတ်ပူတာကြောင့်ဘီလီရဲ့အိမ်ကိုချက်ချင်းသွားခဲ့ပါတယ်ဒါပေမဲ့ဘီလီကတော့စိတ်ပူရမဲ့သူကဂျိတ်ကိုယ်တိုင်ပဲလို့ပြန်ဖြေခဲ့ပါတယ်ဘီလီကဂျိတ်ရဲ့ကျန်းမာရေးမှတ်တမ်းတွေကိုစစ်ဆေးခဲ့ရာအရင်ကယောဂရှာဖွေမှုတွေကလုံးဝမှားယွင်းနေခဲ့တာကိုတွေ့ရှိခဲ့ပါတယ်အရာအလုံးကဂျိတ်ကိုထောင်ချောက်ထဲဆွဲဆောင်ဖို့ AB နဲ့ဇက်တို့ရဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ခဲ့ပါတယ်အထူးသဖြင့်အဲ့ဒီနေ့ကAV က Horowitz ဝန်ထမ်းကိုပြစ်ခတ်လိုက်တဲ့ကြည်စံကသူ့ကိုထိမှန်ရုံပဲရှိပြီးဒဏ်ရာမရခဲ့ပါဘူး။ဂျိတ်ကခိုးယူခံခဲ့ရတယ်လို့ထင်ခဲ့တဲ့ပတ်စံတွေကိုတော့နောက်ဆုံးမှာ AV ကအင်ဂျင်မဲ့အဖွားအုပ်တအုပ်ကိုလှူဒန်းခဲ့ပါတယ်။ဒါပေမဲ့ဂျိတ်ကတော့အဲ့ဒီအကြောင်းကိုဘာမှမသိသေးပဲသူ့ရဲ့စိတ်ထဲမှာတော့ဒါတွေအားလုံးကသူ့ရဲ့ယုံကြည်မှုကိုအမျက်ထုတ်ဖို့အတွက် AV နဲ့ဇက်တို့ကစီစဉ်ခဲ့တဲ့ရှုပ်ထွေးတဲ့လိမ်လည်မှုတစ်ခုပဲလို့ထင်နေတော့မှာပဲအဖြူရောင်အမှုလူရက်မှုဖြစ်ပွားပြီးနောက်ပေါ်ကဒေါ်ရတီကိုလူရက်မှုကဂျွန်းနဲ့ဆက်ဆက်နေပြီးအရာအလုံးကဂျွန်းကြောင့်ဖြစ်ရတာလို့သတင်းပို့ခဲ့တာကြောင့်ဂိုင်းကောင်းဆောင်ကပို့ပြီးတောင်ဒေါသထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူကတော့ဂျိတ်ကိုအရင်ဆုံးဖမ်းဆီးဖို့အမိန့်ပေးတာကိုဦးစားပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မာချူရဲ့လက်ပါစီတွေကလက်နက်မျိုးစုံနဲ့ဂျိတ်ကိုလိုက်လံခဲ့ပေမဲ့ဂျိတ်ကတော့အောင်မြင်စွာထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါသေးတယ်။ထူးဆန်းတာကတော့သူ့ရဲ့လက်ပါစီတအုပ်ကသူ့ကိုယ်ပိုင်တနက်တန်ရာကြောင့်တေဆုံးသွားခဲ့ပါတယ်။ညဘက်မှာဂျိတ်က AV နဲ့ဇက်တို့ကိုတွေ့ဖို့သွားခဲ့ပါတယ်ဒီနောက်မှာတော့ AV နဲ့ဇက်တို့ကဂျိတ်ရဲ့မကောင်းမှုတွေကိုဖော်ထုတ်ခဲ့ကြပါတယ်။ AB ကအဲ့ဒီအက်တီတွေကဂျိတ်ကိုယ်တိုင်ဖန်တီးခဲ့တာလို့ပြောခဲ့ပါတယ်။ဒီအက်တီတွေကဒေါ်ရတီအတွက်အလုံးမလုံးခင်ကအက်တီ A, အက်တီ B နဲ့ အက်တီ C တို့ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ဒီအက်တီတွေကဂျိတ်အတွက်ပတ်စံမပေးနိုင်တော့တဲ့အထိဂျိတ်နဲ့အတူအလုပ်လုပ်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကလောင်ကစားဂိုင်းကောင်းဆောင်စီကနေပတ်စံချေးဖို့အတင်းအကျပ်ခံခဲ့ရပါတယ်ပြီးတော့သူကသူတို့ကိုသူ့အတွက်တိုက်ရိုက်အလုပ်လုပ်ဖို့အတင်းအကျပ်ခိုင်းခဲ့ပါတယ်ဒီလိုဖြစ်နေပေမဲ့လည်းအတီအဖွဲ့ကဂျိတ်ကိုယုံကြည်နေတော့မှပဲသူတို့ကဒေါ်ရတီကိုလိန်ညာပြီးတစ္ဆာဖောက်ခဲ့ကြပါတယ်သူကအတီကိုပတ်စံချိခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီပတ်စံတွေကိုဂျိတ်ကိုပေးခဲ့ပါတယ်ဂျိတ်ချမ်းသာလာတဲ့အထိဒီလိုပဲဆက်သွားခဲ့ပါတယ်သူကအတီတွေစီကပတ်စံတွေကိုပျော်ရွှင်စွာခံစားခဲ့ပေမဲ့သူတို့ကတော့ဒေါ်ရတီကိုပေးဆက်ဖို့နီလန့်တွေရှာဖွေခဲ့ကြပါတယ်နှိပ်စက်ခံခဲ့ရပေမဲ့လည်းအဲ့ဒီအတီတွေကနောက်ဆုံးမှာဂိုင်းကောင်းဆောင်ရဲ့အမိန့်နဲ့ပေါ်ရဲ့လက်ထဲမှာတည်ဆုံခဲ့ကြပါတယ်တနည်းအားဖြင့်ဂျိတ်ကလူတွေကိုချိုးသားတဲ့စကားတွေနဲ့ဂရိတွေနဲ့တင်တတ်နိုင်ခဲ့ပါတယ်နောက်ထပ်အခြေအနေတစ်ခုမှာတော့အစားအစာစားနေချိန်မှာဒေါ်ရတီကဂျိတ်ကိုမဖမ်းမိသေးကြောင်းသတင်းရခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးစပွဲထိုးမလေးတအူးကိုထိမှန်ခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းစွာပဲသူမကအသက်ရှင်နေသေးပြီးဂိုင်းကောင်းဆောင်ကိုတိုက်ခိုက်ဖို့ရည်ရွယ်နေခဲ့ပါတယ်ဒီစပွဲထိုးမလေးကဂျွန်ရဲ့သူရှူဖြစ်နေခဲ့တာကိုတွေ့ရပါတယ်ဂိုင်းကောင်းဆောင်အတွက်ကံကောင်းစွာပဲသူကဘေးကင်းစွာလွတ်မြောက်ခဲ့ပြဆော်ရာကိုဂျွန်ရဲ့လက်ပါစီအားလုံးကိုရှင်းပစ်ဖို့ချက်ချင်းပဲအမိန့်ပေးခဲ့ပါတယ်မဆိုင်မတွပဲဆော်ဒါကချက်ချင်းပဲအေးအေးယူခဲ့ပြီးဂျွန်ရဲ့ဂိုင်းတစ်ခုလုံးကိုရှင်းပစ်ခဲ့ပါတယ်နောက်ထပ်တစ်ဖက်မှာတော့ဂျိတ်က AB နဲ့ဇက်တို့ဟာထောင်ထဲကသူ့အခန်းဖော်တွေဖြစ်တယ်ဆိုတာကိုတဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ငြိမ်သက်ခြင်းမရှိခဲ့ပါဘူးသူကကလေးတငယ်ပရာဟိတအဖွဲ့အစည်းတစ်ခုကိုတွားပြီးဒေါ်ရတီရဲ့နာမည်နဲ့ပတ်စံလူတန်းခဲ့ပြီးအဖြစ်ဖြစ်ရတစ်ခုအဖြစ်လုပ်ခဲ့ပေမဲ့သူ့ရဲ့စိတ်ကတော့မငြိမ်မသက်ဖြစ်နေတော့မှပဲဂျိတ်ကဂိုင်းကောင်းဆောင်အိမ်ကိုထပ်သွားပြီးသူ့ကိုတက်ချင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့မလုပ်ရပဲတိတ်ဆိတ်စွာပြန်ထွက်လာခဲ့ပါတယ်။ဒေါ်ရတီနိုးလာပြီးဂျိတ်ကသူ့ကိုတက်ဖို့ရည်ရွယ်ခဲ့တယ်ဆိုတာကိုသိလိုက်တာကြောင့်သူ့နောက်ကိုလိုက်ပြီးတနက်နဲ့ချိန်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ဂျိတ်ရဲ့ငြိမ်သက်နေတဲ့မျက်လုံးတွေကိုမြင်တဲ့အခါဒီလူကငိုပြီးသူ့တနက်ကိုချလိုက်ရုံပဲရှိပါတော့တယ်။နောက်တနေ့မနက်မှာဂိုင်းကောင်းဆောင်ကပြီးခဲ့တဲ့ညကအဖြစ်အပျက်ကိုဆက်တွေးနေတော့ပေါ်ကအခန်းထဲဝင်လာပြီးဂျွန်နဲ့သူ့ရဲ့ပူးပေါင်းကြံစည်သူတွေတေဆုံးသွားကြောင်းသတင်းပို့ခဲ့ပါတယ်အခုတော့သူတို့ကဂျွန်ရဲ့အဖြူရောင်မှုန့်အားလုံးကိုအလွယ်တကူရနိုင်ပါပြီပေါ်ကဒေါ်ရတီနာမည်နဲ့ကလေးတငယ်ပရာဟိတအဖွဲ့အစည်းကိုလှူဒန်းခဲ့တဲ့သူအကြောင်းနဲ့ကိုရဲ့မူရစေဝါဆုံးရှုံးမှုဖြစ်စဉ်မှာဂျွန်မဟုတ်ပဲဂျိတ်ဖြစ်ကြောင်းသတင်းအချက်လက်တွေပေးခဲ့ပါတယ်လိန်ညာခံရတဲ့အတွက်ဒေါသထွက်နေတဲ့ဂိုင်းကောင်းဆောင်ကပေါ်ကိုဂျိတ်ကိုရှာဖို့အမိန့်ပေးပြီးဘီလီကိုသူ့ကိုချင်းချောက်ဖို့အသုံးပြုခဲ့ပါတယ်ပေါ်နဲ့ဆော်ရာတို့ကဘီလီရဲ့အိမ်ကိုတွားခဲ့ကြပါတယ်ဒါပေမဲ့ဘီလီရဲ့သမီးကိုနှိပ်စက်ဖို့ပြင်ဆင်နေချိန်မှာလူသက်သမားကရုတ်တရက်လှုပ်ဆောင်ဖို့ညှဉ်းဆန်ခဲ့တာကြောင့်ပေါ်ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရပြီးကလေးမလေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဘီလီရဲ့တူမလေးကိုဘယ်မှာဖမ်းထားတယ်ဆိုတာကိုသိရှိထားတာကြောင့် AV နဲ့ဇက်တို့ကဂျိတ်ကိုကိုရဲ့အဖြူရောင်မှုန့်တွေကိုပို့ဆောင်ပေးခြင်းဖြင့်ဒေါ်ရတီနဲ့ရင်ဆိုင်ဖို့အစီအစဉ်ချခဲ့ကြပါတယ်။ဂျိတ်ကလက်ပလာနဲ့လက်နက်ကိုကင်ဆောင်ပြီးဂိုင်းကောင်းဆောင်ကိုတွေးဖို့ဝင်လာခဲ့ပါတယ်။တူမလေးကိုဖမ်းဆီးထားတာကိုမြင်ခဲ့ရပေမဲ့မခုခံခဲ့ပါဘူး။သူကမာချူကိုတည်ငြိမ်တဲ့အကြီးနဲ့တိတ်ဆိတ်စွာပဲကြည်နေခဲ့တာကြောင့်သူ့ကိုတုံ့လောက်သွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျိတ်ကို၎င်းသူ့တူမလေးကို၎င်းပြစ်ခတ်မဲ့အစားမာချူကသူ့ရဲ့အသက်ကိုကိုယ်တိုင်အဆုံးသတ်လိုက်ပါတော့တယ်ဒီစကားကဒီမှာပဲပြီးဆုံးသွားပါပြီ။